မြတ်စွာဘုရားကချစ်သားတို့လွယ်လွယ်ကူကူနဲ့ကျေးဇူးတုံ့ပြန်ဆက်ဖို့ရမလွယ်တဲ့ပုဂ္ဂိုလ်နှစ်ဦးရှိတယ်ကရမေတံဒွေနံအဲ့ဒီနှစ်ဦးဟာဘာစီလဲဘယ်သူတွေလဲလို့မေးတော့မာတုစပိတုစအမေနဲ့ဖေအဲ့ဒီအမေကျေးဇူးဖေကျေးဇူးကိုလွယ်လွယ်ကူကူနဲ့ဆက်ဖို့ဆိုတာကမလွယ်ဘူးတဲ့ကျေးဇူးဆက်ဖို့ရအင်မတန်ခဲရင်တယ်ကျေးဇူးကိုကြည်အောင်တုံ့ပြန်ဖို့ရအင်မတန်ခဲရင်တယ်ဘာဖြစ်လို့လဲဆိုတော့ဥပမာအဖြစ်သူတော်ကောင်းတို့တို့မိဘနှစ်ပါးကိုတစ်သက်လုံးကြွေးပြီးတော့စောင့်ရှောက်မယ်ဆိုရင်ကျေးဇူးတုံ့ပြန်တာဟာကြည်လဲလို့ဒီလိုထင်ကောင်းထင်မယ်အဲ့ဒီနည်းဟာမိဘနှစ်ပါးကသာသမီကိုငယ်ငယ်လေးကလေးကကြွေးလာသာသမီအိမ်တော်မပြုအိမ်မနေရင်လည်းမိဘနှစ်ပါးကနေရင်တော့နေကြွေးမှာပဲနောက်တစ်ခါသာသမီမစားတတ်ခင်ကလေးကစားတတ်အောင်သင်ပေးတာလည်းပဲအမေပဲဟာစားတဲ့ခါမှလည်းပဲအထက်တစ်ဝက်အောက်တစ်ဝက်ကြာလဲမညိုညင်တာဟာအမေပဲနောက်တစ်ခါစားနေတုန်းလေးနှက်တွေထွက်သေးရည်တွေထွက်အဲ့ဓာတွေကိုမယုံမရှားတုတ်တင်ပြုစုတာလည်းပဲအမေပဲအဲ့ဒါကြောင့်အမေကျေးဇူးကိုစားကောင်းတောက်ဖွယ်တွေကျွေးပြီးတော့ဆက်တော်လည်းပဲကြေဖို့ဆိုတာကမလွယ်ဘူးဘာဖြစ်လို့တော့မေးအမေကြီးသွားလို့အမေကတရေတမြားများနဲ့ထက်ကစားတာတွေအထက်တစ်ဝက်အောက်တစ်ဝက်ကြာရင်ယွန်တတ်ကြတယ်စားရင်လည်းအမေနှက်ချီးထွက်နေယွန်တတ်ကြတယ်အမေရဲ့သားသမီးကိုကြတော့မယွန်အဲ့ဒါကြောင့်ကျွေးမွေးတဲ့နီးနဲ့ကျေးဇူးဆိုင်ရင်လည်းနတုပ္ပရိကာရံဝရမီတဲ့အဲ့ဒီနီးနဲ့လဲကျေးဇူးတုံ့ပြန်ဆက်ဖို့ဟာလွယ်တယ်လို့ဘုရားကမပြောနောက်တစ်ခါနေစရာပေးပြီးတော့ကျေးဇူးဆက်မယ်ပေါ့နေစရာပေးမယ်ဆိုတာလေမိဘနှစ်ပါးကသာသမီသူတို့မျက်စိအောက်ကမသွားလေကြိုက်လေပဲသူတို့စောက်ထားတဲ့အိမ်ပေါ်မှာမလီနေကျင်တဲ့လောက်နေအမေကခွန့်လွတ်တယ်သာသမီအိမ်အမေကလိုက်လာရင်သာအမေကိုကျေနပ်ခြင်းမှကျေနပ်ကြတာအမေကသူ့အိမ်မှာသာသမီတွေနေရင်အလွန်ကျေနပ်တယ်အဲ့ဒါကြောင့်နေတရားပေးပြီးကျေးဇူးဆက်ဖို့ရန်ကျေးဇူးတုံ့ပြန်ဖို့ရန်လည်းပဲအမေကိုမှီဖို့မလွယ်ဘူးအဲ့ဒါကြောင့်နတုပ္ပရိကာရံဝရမီလို့ဘုရားကဟောတာစားစရာပေးမယ်နေစရာပေးမယ်ညစ်ကြေးတွေသုတ်တင်ပေးမယ်ညစ်ကြေးတွေသုတ်တင်ပေးတဲ့နေရာမှာလဲသာသမီပေါ်မှာမယွန်းမရှားတန်ရှင်းရေးလုပ်ပေးတာအမေပဲသာသမီစွန့်ထားတဲ့မစင်ဘလောက်ပဲညစ်ပေအမေညှိုးညင်းနေဆိုတာမရှိဘူးအဲ့ဒါကြောင့်ဦးဇင်းတို့တွေမိကိုလက်ရဖကိုလက်ဝဲကြိုက်ဆွဲချီလေပခုံးထက်ဝဲအမေနဲ့ဖေကိုပခုံးနှစ်ဖက်မှာတစ်ဖက်စီတင်ထားပြီးတော့နှစ်တရားတိုင်းလှုပ်ကြွေးတော့ကြေဖို့ဆိုတာမလွယ်ဘူးဘာဖြစ်လို့တော့မေအမေပေါ်မှာတော့ကောင်းတို့တို့ဦးဇင်းတို့တို့ငယ်ငယ်ကကျင်ငယ်တွေလည်းစွန့်ချခဲ့ဘူးတယ်ကျင်ကြီးတွေလည်းစွန့်ချခဲ့ဘူးတယ်ကျင်ကြီးကျင်ငယ်တွေစွန့်ချလို့အညစ်ကြေးတွေစွန့်ချလို့အမေကအမျက်ဒေါသမထွက်ခဲ့ဘူးမိဘနှစ်ပါးကသာသာသမီပေါ်မှာကျင်ကြီးကျင်ငယ်စွန့်ချရင်သာသမီတွေကအမျက်ဒေါသထွက်ကောင်းထွက်နိုင်တယ်မထွက်တော့ပဲမေတ္တာပြက်ကောင်းပြက်နိုင်တယ်မပြက်တောင်ပဲအမေကိုမှီတဲ့မေတ္တာမျိုးပေးဖို့ဆိုတာခက်တယ်အဲ့ဒါကြောင့်မြတ်စွာဘုရားကနတုပ္ပတိကာရံဝရမီလို့ဒီလိုဟောတာ